မြန်မာနိုင်ငံနေပြီးတော့ကြတော့မှ Higher National Diploma HND Business NCC Business ပြီးထားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Bachelor Degree ကိုအနည်းဆုံးထိုင်းလန်နိုင်ငံမှာရှိတဲ့ Direct Bandit University မှာတက်ရောက်ပြီးတော့ကြတော့မှဘွဲ့ Degree ကိုရယူနိုင်ပါပြီ။ Direct Bandit University မှာတက်ရောက်ပြီးသွားလို့ရှိရင်ကျောင်းကျောင်းသားတွေအနေနဲ့ UK ထိပ်တန်းတက္ကသိုလ် University of Sunderland ရဲ့မှာ Bachelor Degree ကိုတိုက်ရိုက်ရရှိမှာဖြစ်ပါတယ်။ HND NCC အောင်မြင်ထားတဲ့ကျောင်းကျောင်းသားတွေအနေနဲ့အင်္ဂလိပ်စာအတွက်ကိုလည်း IELTS တွေပြန်ပြီးတော့ကြတော့မှပြင်ဆင်ကြအောင်မလိုပဲနဲ့ကိုရဲ့ HND NCC က Median of Instruction MOI letter ကိုအသုံးပြုပြီးတော့ကြတော့မှ English requirement အတွက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။2026ခုနှစ်အတွက်အနည်းဆုံးကစက်တင်ဘာကျောင်းဖွင့်ချိန်ဖြစ်ပြီးတော့ဒီစက်တင်ဘာကျောင်းဖွင့်ချိန်မှာ Direct Bandit University ရဲ့ Bachelor Degree ကိုတက်ရောက်ချင်တဲ့ကျောင်းကျောင်းသားတွေအနေနဲ့ကိုရဲ့ပညာရေးစာဝတ်စာတမ်းအနေနဲ့အတူ Study Abroad Information Center ကိုအခုဇူလိုင်လအတွင်းမှာအမြန်ဆုံးလာရောက်ပြီးတော့ကြတော့မှကြောက်လျှောက်ထားလိုက်ပါ